မြန်မာပြည်မှာငလင်ကြီးတွေထပ်လာဖို့အားမွေးနေပြီလား2026ဖေဖော်ဝါရီ3ရက်ကစစ်တုတ်တာငလင်ကြောင့်တုံခါသွားတဲ့ CCTV မှတ်တမ်းသို့မဟုတ်ငလင်ပြမြေပုံအနီးကွက်ကိုပြပါ2026ရဲ့နေဦးပိုင်းမှာစစ်တုတ်တာနောက်ဘက်မှာလှုပ်ခတ်သွားတဲ့9.8ပမာဏရှိတဲ့ငလင်ဒါဟာတာမန်လှုပ်ခတ်မှုတစ်ခုပဲလားဒါမှမဟုတ်နောက်ထပ်လာမယ့်ငလင်ကြီးတွေအတွက်အချက်ပေးခေါင်းလောင်းတန်လားAI ခေတ်မှာလူရဒီငလျာအိန္ဒိယမြေတူးချက်ကြောင်းလား2025မန်းလေးငလင်ကြီးရဲ့အရှိန်ကြောင်းလားဆိုပြီးဝိုင်းဝေဖန်နေကြပါတယ်။ဒါပေမဲ့တကယ်မှန်တရားကျွန်တော်တို့ခြေဖွားအောက်ကမြေတူးချက်တွေဟာအကျွေးတွေများကြီးစုနေပြီဆိုတာပါပဲ။ဒီနေ့မှာတော့မြန်မာပြည်ရဲ့ဘယ်နေရာတွေမှာငလင်အန်ရဲ့အနီရောင်ဆင်ရှိနေလဲဆိုတာကိုဖွင့်ချပေးသွားပါမယ်။ငလင်ကြောင်းပြောရင်ငလင်အဟောင်းဆိုတာကိုအရင်သိဖို့လိုပါတယ်။ဒါကိုအရက်စကေးနဲ့ပြောရရင်အင်အားပြည့်ဆွဲထားတဲ့လေးကျိုးကြီးလိုပါပဲ။လေးကျိုးကိုဆွဲထားတာကြားလေလေလွတ်လိုက်ရင်ထွက်လာမယ့်အားပြင်းလေလေပါပဲ။စိတ်တုတ်တရားငလင်မှာမြေရုချက်တွေကမြောက်ဘက်ကိုရွေးနေပေမဲ့အနောက်ဘက်မှာမေးတင်နေတဲ့အပိုင်းကကြောကြလာတာပါ။ပိုကြောက်စရာကောင်းတာ2025မဲလေးငလင်ကြီးရဲ့အရှိန်ကြောင့်စကိုင်းပြည့်ရည်တကြောမှာဖျားတွေကတောင်ဘက်နဲ့မြောက်ဘက်ကိုစုပြုံသွားတာပါပဲ။နံပါတ်1ပဲခူးရန်ကုန်ဗုဒ္ဓမပင်လယ်ကွေးပိုင်းဒီနေရာမှာငလင်ကြီးမလှုပ်တာ65နှစ်ရှိပါပြီ။စကိုင်းပြည့်ရတစ်နှစ်ကို2စင်တီမီတာရွှေ့နေရဆိုတော့အခုဆိုရင်6ပေကျော်လောက်ရွှေ့ဖို့အတွက်အားရပြေစုမိနေပါပြီ။ပညာရှင်တွေခံမှန်းတာတော့ဒီဒေသမှာပြင်းအား9.3ညအထိ9.5ထိငလင်ကြီးလှုပ်နိုင်တဲ့အလားအလာရှိဆုံးပါပဲ။ရန်ကုန်နဲ့ပဲခူးကလူတွေအတွက်ဒါမပေါ်စားတဲ့အချက်ပါ။နံပါတ်2စင့်ကူးကတမြကြီးနာပိုင်းမြောက်ဘက်ချမ်းမှာလေ2025ငလင်ကြောင့်ဖျားတွေရောက်နေပါတယ်။အထူးသဖြင့်မြစ်ဆုံစီမံကိန်းကြောနဲ့မြကြီးနားဗမော်မြို့တွေဟာစကိုင်းပြည့်ရဲ့အကိုင်းခက်တွေပြထွက်တဲ့နေရာဖြစ်တာကြောင့်တတိကြီးကြီးထားရပါမယ်။နံပါတ်3အကြောင်းအရာဆုံးရခိုင်ဘင်္ဂလားဒေ့ရှ်ကမ်းယူရဲဒါကတော့မြန်မာပြည်ရဲ့ The Big One လို့ခေါ်ရမယ်အကြီးဆုံးငလင်ပါဒီနေရာမှာငလင်ကြီးမလှုပ်တာနှစ်ပေါင်း260ကျော်နေပါပြီဒီနေရာငလင်ဟာပမာဏ8.3ကျော်ထိဖြစ်နိုင်ပြီးဆူနာမီပါဖြစ်လာနိုင်တာမို့ရခိုင်ကမ်းရိုးတန်းတွေမကောင်း AR မြဝကျွန်းပေါ်ထိသတိထားပါမယ်ငလင်ဆိုတာဘယ်နေ့ဘယ်ချိန်မှာလှုပ်မယ်လို့တိတိကျကျပြောလို့မရသေးပါဘူးဒါပေမဲ့အားတွေစုနေပြီဆိုတော့ကျွန်တော်တို့သိနေရပါပြီမှတ်ထားပါငလျာလူကိုမတက်ဘူးခိုင်ခန့်မှုမရှိရဲ့အစားအုံတွေကပဲလူကိုတက်တာပါဒါကြောင့်ကိုယ်အိမ်ကိုတိုင်ခန့်ရဲ့ကြမ်းခိုင်မှုကိုစစ်ဆေးပါအရေးပေါ်ရိတ်ခါအိပြင်ထားပါငလင်လို့ရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာမိသားစုလိုက်ဇက်တိုက်လေးကျန်ထားပါကြောက်နေဖို့မဟုတ်ပဲပြင်ဆင်ထားဖို့ပါဒီဗီဒီယိုကတင်းတက်ရောတင်းချစ်ခင်ရတဲ့သူတွေအတွက်ပါအကျိုးရှိမယ်ဆိုရင်ချဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲဘေးရန်တွေကင်းဝေးကြပါစေရှင်ကြည့်ရှုပေးကြလို့ကျေးဇူးတူတင်ရှိပါရရှင်